ဒီစီရီကတော့ငကြွေးနှောင်းလို့ဘူးလုံးလုံးနဲ့စွန့်အုပ်ကြီးနဲ့လည်းတူတယ်လမ်းနေရတော့တော်လေးကိုသွားရအခက်မယ်ကဲသွားကြည့်လိုက်အောင်မယ်ဗျာဘုရားတကူတော်နဲ့အန်ရကင်းဘေးရှင်းအောင်စောင့်ရှောက်တော်မူပါအနာကိုဘလို့မှရောက်အောင်မသွားနိုင်ပါဘူးကွယ်အဲ့တော့ဝေးရနေပဲဖူးမြော်ကြည်ညိုပါမယ်ထူးခြားတဲ့ဘုရားကြီးတဆူဖြစ်ပါတယ်ဒီဘုရားရဲ့ပုံစံမျိုးမတွေ့ဘူးပါဘူးဒီဘက်ကဘုရားလေးလည်းရှိတယ်ဒီဘက်ကဘုရားလေးတော့ကြိုးစားပြီးတော့မှသွားကြည့်လိုက်အောင်မယ်အိုးတဲချောင်းကြီးပါဘုရားစီကိုလာတဲ့လမ်းကလေးကတော့အမြင်နဲ့အတိုင်းပါပဲရောက်သွားတဲ့အခါမှာတော့ဘုရားကအင်မတန်ကိုတက်ပေပြီးတော့မှကြီးညိုစရာကောင်းတဲ့ဘုရားရှင်ကိုတော့မြတ်ကြီးကိုဖူးတွေ့ရပါပြီဒီဘက်ကိုထွက်လိုက်လို့ရှိရင်လဲဟောချောင်းကြီးပါရေသွားရည်လာကောင်းတူထားတဲ့ပုံစံမျိုးရှိပါတယ်ကဲလူသွားရင်လမ်းဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တကူတော်နဲ့ရှောင်းရရှားကြရောက်ပါပြီဗျာဘယ်သူမှမရောက်နိုင်တဲ့ဘုရားဟောအုတ်ချက်တစ်ချက်နဲ့တစ်ချက်နဲ့ကြားထဲမှာတဘာဝပေါက်ပင်နေရစိုက်ပြိုးထားတဲ့စိုက်ပြိုးခင်းတို့အတန်းလိုက်ကလေးဗျာဘိုးဘက်မှာကြတော့နေဝင်ချိန်မှာပကံရဲ့တော်ရရနေဝင်တော့ပါဒီဘက်ကတော့ခုနချောင်းကဘာထိတ်ကဘုရားလေးဘုရားစီလေးဒီစီရီကတော့ကလတ်ကြီးနေလဲတူပါတယ်တခါတယောက်ကတော့ဟိုဘက်ကပြောလိုက်တယ်ဘုရားအမှန်280ပါဘုရားအမှန်ဘုရားတို့တက်မှာဘယ်တော့မှမရောက်နိုင်တဲ့နေရာကျုပ်တက်လဲနောက်တစ်ချိန်ပြန်ရောက်ဖို့မလွယ်တဲ့နေရာမှာခုတော့ဘယ်သွားမှန်းတော့သိမသိတော့ဘူးကဲချောင်းထဲကိုဆင်းပြီးတော့မှဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်နဲ့ကျောင်းတော်ကိုအရောက်ပြန်มาတော့မယ်နော်အားလုံးပဲကျမ်းမာချမ်းသာဘေးရန်ကွာပြီးတော့မှသာသနာကျိုးဘာသာကျိုးတည်ဖို့နိုင်တဲ့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါ